ငါစိတ်ဒါတော့ရထားလက်မှတ်လေးပါရထားလက်မှတ်ကတနင်္လာနေ့ကဘုကင်ကြိုရပါတယ်ကျွန်တော်တို့ကအစီအစဉ်မရှိပဲသွားခဲ့တာဆိုတော့ကြုံပြီးထားမိလို့တမကန်ဆယ်တဲ့ဟာကိုပဲယူလိုက်ရတာပါအခုတော့ရထားပေါ်စတက်ပါပြီရှင်ဆန်ဒေးနဲ့ဆန်ဒေးမှာရထားစီတယ်ဒါတော့ကျမတို့ရထားပေါ်မှာစကားများဘာညာတောက်စားကြပါတယ်ဒါကတော့ကျမအချောလေးရဲ့ပေးမြမှုလေးတစ်ချက်ပါဒါကျမတို့ရက်ထားစထွက်ပါပြီတဲ့ ရထားကတောင်ကြီးကနေစထွက်ပါပြီတောင်ကြီးဘူတာကနေစထွက်ခဲ့ပါပြီဒါတော့ရထားတကားမှမရှိဘူးရက်ထားဆိုလို့မြင်းလဲစီးလို့မျိုးလေးတော့ဝီဝီဝီလို့နော်အဲ့လိုရတဲ့နော်ရထားပေါ်ကနေဖြူကကြော်လာပါတယ်ဒါတော့မျိုးဖြူပါဒါတော့စထွက်လာခဲ့တာအခုဆိုရေထွက်ဦးရောက်ခဲ့ပါပြီကျမတို့ပဲတော့ဆန်ဒေးနဲ့ပါဒီဖျားကအောက်ဖျားပါဒီကနေဖြူလတ်လလေးလဲတွားကြည့်ရပါတယ်ဒါရက်ထားခဏရက်ပြီးတော့ဖြူလေးတစ်ဖြတ်ရိုက်လိုက်တော့ပါရှင်ကျမတို့ခီးဆက်တက်ခဲ့ကြပါပြီဒါထီတိမ်မှာခဏရက်ပေးရပါတပ်ပုံပါညာရိုက်လို့ရပါတယ်ဖြူလာပါတယ်ကဲကျမတို့နောက်ဆုံးတော့ပေါ်မှုကိုရောက်ခဲ့ပါပြီဟင်းထုတ်လားမဟုတ်ဖတ်ထုတ်လားဟင်းထုတ်တာစားမလို့ဟင်းထုတ်အဲ့ဟင်းထုတ်စားကြည့်လား1500လေးပါလေတော့ပဲရှင်းတယ်ငါလေးကယူလိုက်မယ်နော်ဟုတ်ကိုစားပင်နဲ့ကိုအဲ့လိုပဲဟုတ်ကဲ့လိုက်တော့နေကြလေးတစ်ခါရှင်းပါဟုတ်ကဲ့ရှင်းရတယ်好嘞，大包哎。好啦。OK。vì là đi. À bữa à. 哪里？刚刚。交俾講哪喎？你兜錢了？好啦，那好，你来呀，你妈帮我钱了吗？我那帮我钱。ပေါ်မှုရခြင်းရင်ကောင်းပါလေကျမအလုပ်ပြောင်းသွားပြီထန်းရီပဲရောက်တော့မှာပါမထိုင်ရပြီရတဲ့ဒီဒီတော့ငါတော့ဒီလိုဈေးတယ်လေးလည်းရှိပါတယ်ရှင်ဒါတော့ပေါ်မှုရောက်တဲ့ကျမပဲလေးများတာပါဟိုတော့ဒီတော့ဟိုကြည့်တီကြည့်ဟိုလုံးဒီလုံးပါတော့ရထားထုတ်ခဲ့လေးပါကျမတို့ပေါ်မှုမှာနိုင်ရနာပြီးတော့ပြန်ထွက်ခဲ့ကြပါမယ်ပြန်တွေးပတ်သွားနေပါပြီ ဝိုင်းပဲရောက်ပါဝိုင်းပဲရောက်ပါတော့တာပါရောက်စီပါရောက်တော့တော့ချင်တောင်ကြီးကိုရှိတယ်ဆိုတော့တောင်ကြီးဘူတာကိုရောက်ခဲ့ပါပြီဒါကတော့ပြေဆုံးသူမျိုးရဲ့အကြောင်းပြောပြနေရပါကတလို့တွားနေတယ်နော်လူရတလို့တွားနေရတယ်ပြားစားတော့လိုက်တော့တာသူနဲ့ပဲမောင်စားသူနဲ့ပဲမှတ်ထားတယ်မောင်စား ကျမရဲ့ blog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ရှင်ကြည့်ပြီးရတဲ့ယောက်ချင်းစီတိုင်းကျေးဇူးပါ